online ကနေပြီးတော့စာလေးပို့ငွေချင်းနေကောင်းလားမင်းမိသားစုအဆင်ပြေလားလောက်ကန်ချင်းနေကောင်းလားဘယ်လိုလဲမတွေ့တာကြပြီနော်ဆိုပြီးတော့ငါတို့ online ပေါ်မှာခင်ကြတဲ့တကယ်ချင်းတွေနှစ်တည်းကတော့ဘယ်နှစ်ရှိပြီး friend ဖြစ်နေတာဒါတွေတော့ဘယ်သူမှတော့ကောင်းကောင်းမမှတ်ပါဒီလိုငါတို့တာမန်ခင်နေကြတဲ့တကယ်ချင်းတွေအများကြီးပဲဒါပေမဲ့ငါတို့ဘဝမှာမင်းတို့ဘဝမှာတကယ်ကိုအပြင်ကတကယ်ချင်းငါတို့အလုပ်လေးတစ်ခုလုပ်ကြမယ်မင်းကဘယ်လောက်ဆက်ငါဘယ်လောက်ဆက်ပြီးတော့မင်းကဘာတွေတာဝန်ယူငါတော့ဘာတာဝန်ယူရလာတဲ့အကျိုးမြတ်တွေမင်းနဲ့ငါဘယ်လိုဝေပုံကြငါတို့တကယ်ချင်းတွေဘယ်လိုဝေပုံကြဆိုပြီးတော့အလုပ်လုပ်ဖို့ပတ်စံရှာဖို့ကိုပဲဥတီတဲ့တောင်းတော့ပြောင်းလဲခြင်းတွေအတူတူပြောင်းလဲဖို့အတွက်ဆိုပြီးတော့အမြဲတမ်းစဉ်းစားပြီးတော့ကိုယ်တိုင်လည်းပါမယ်နော်အမြဲတမ်းစဉ်းစားပြီးတော့တွေးတောပြီးတော့ကြံစပြီးတော့နေတဲ့တငယ်ချင်းတွေမင်းတို့ငါတို့အနားမှာအများကြီးမဟုတ်တော့9ယောက်လောက်ရှိတယ်ဆိုတော့မင်းအောင်ဘယ်နှယောက်ရှိလို့လဲမေးတော့ငါမှ2ယောက်တော့ရှိတယ်တငယ်ချင်းကောင်းလို့ပြောမှာပေါ့ဆိုတော့ငါတို့နားမှာအဲ့လိုလူတွေကို9ယောက်လောက်အနည်းဆုံးထားနိုင်အောင်ကြိုးစားရှာဖွေကိုယ်တိုင်လည်းသူများရဲ့အဲ့လိုတငယ်ချင်းကောင်း9ယောက်စင်းတွေကိုဝင်အောင်လုပ်ဘာလို့ဒါကိုပြောတာလဲဆိုတော့ငါတို့ကတယောက်တည်းဘယ်တော့မှမအောင်မြင်တယောက်တည်းအဆင်မပြေဘူးအောင်မြင်အောင်ကြမယ်ဆိုတော့ငါတို့မှရှိတယ်တငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူတူကြိုးစားလိုက်မယ်ဘာပဲလုပ်မပြောတော့ဘာပဲလုပ်ဘာအလုပ်ကိုပဲလုပ်လူတူကြိုးစားမယ်ဆိုတော့ဒါဆိုရင်ငါတို့ကလုံအားလဲပို့တယ်ဒီအုံနောက်အားလဲပို့တယ်နောက်အဆက်အသွယ်အားတွေလည်းပို့သွားမယ်အဲ့အတွက်လည်းငါတို့ကမြန်စီးပွားဖြစ်နိုင်တယ်မြန်ဥစ္စာဒနာတွေကိုရှာဖွေလို့ကောင်းမယ်နောက်ပြီးတော့9ယောက်လို့ပြောတာဖြစ်တယ်အဲ့ဒီ9ယောက်နဲ့ဆက်နွယ်တဲ့ရပ်ဝန်းတွေရှိတယ်ဆိုတော့ငါတို့အတိုင်းတာမှာမပေါက်ရောက်တဲ့နေရာတွေကိုကျန်တဲ့သင်ငယ်ချင်းတွေကပေါက်ရောက်တယ်ဆိုရင်သူတို့ရဲ့အမိတဟဲနဲ့ငါတို့အိုင်လန်းချောင်းတွေကိုတွားလို့ရတယ်သူတို့နယ်ပယ်တွေကိုငါတို့ကသူတို့ရဲ့အမိတဟဲနဲ့တွားပြီးတော့ရှင်တန်လို့ရတယ်အဆက်အသွယ်တွေရတယ်ဆိုတော့သူများကြီးပဲမဟုတ်ကိုကလည်းအဲ့လိုဖြစ်ရမယ်ပြောတယ်နော်ကိုကလည်းကိုယ်တငယ်ချင်းတွေမပေါက်ရောက်တဲ့နေရာအသီးသီးကိုကိုကပေါက်ရောက်အောင်သူတို့ခေါ်သွားမယ်မြင်ချင်လားငါဆက်သွယ်နေထိုင်တဲ့နေရာဒီမှာဘယ်လိုလူစားတွေရှိတယ်ဘယ်လိုပညာရှင်တွေရှိတယ်ဘာတွေလှုပ်ရှားတဲ့လူတွေရှိတယ်သူတို့ကဘာကိုအဓိကထားတယ်အဲ့လိုမျိုးခေါ်လာသူတို့ကလည်းကိုယ့်ကိုခေါ်ရင်ကိုကသွားရတယ်အဲ့တော့မှအမြင်ပွင့်ကျုပ်တယောက်တည်းချစ်ကုတ်ပြီးကြိုးစားနေတယောက်တည်းကိုယ့်နေရာလေးမှာပဲမရဒါငါမြင်ပေါ့နော်အဲ့တော့တင်ငယ်ချင်းတို့ပြောချင်တာတင်ငယ်ချင်းကိုယ့်ရဲ့စိတ်မှာယုံကြည်တယ်သူကငါ့ကိုအဲ့လိုမျိုးအကျိုးမြတ်တွေနဲ့ပတ်သက်လို့သူကစိတ်စေတနာရှိတယ်အဲ့လိုလူမျိုးဆိုလို့ရှိရင်တခြားစကားတော့ပြောရင်ကိုယ်ကနေစပြီးတင်ငယ်ချင်းဘယ်လိုလဲမင်းဘယ်လိုတွေလောက်ကင်စားတောင်းနေလဲဟုတ်ပြီငါတော့ဘယ်လိုကြောင်းရှိလဲဆိုပြီးတော့သူ့ရဲ့ရပ်ဝန်းလေးတွေကိုဝင်ကြည့်ပြီးရင်ကိုယ့်ရပ်ဝန်းလေးတွေပဲပေါ်လာတယ်ဟုတ်ပြီမင်းရဲ့ရပ်ဝန်းမှာဟင်းအောင်လောက်ကင်စားတောက်လို့ရတဲ့အတိုင်းတာဘာလေးတွေတော့ငါတွေ့တယ်ငါရှိမှာတော့ဘာတွေမင်းတွေ့တယ်အဲ့ဒီကိုတော့ပေါ့ဆိုတော့အဲ့ဒီခါမှာရပ်ဝန်းနှစ်ခုနေပယ်နှစ်ခုလူ2ယောက်အဲ့ဒါတွေကိုသွားပြီးတော့တိဆိုင်လေးနဲ့ကိုကအဖြေရှာနိုင်မှာဆိုလို့ရှိရင်တယောက်တည်းစဉ်းစားတွေ့တော့လောက်ကင်နေရတဲ့ဆိုင်
ကိုမကောင်းဘူးလားလူကောင်းဖြစ်ဖို့လိုရယ်နော်ကိုရှာလိုက်တဲ့လူကလူကောင်းဖြစ်ဖို့လိုတယ်လူမှန်ဖြစ်ဖို့လိုတယ်ကြောက်ပေါ်ထိတ်ကွက်တဲ့ကောင်ဆိုရင်တော့သတိထားဘဝပြတ်ဖို့ရှိတယ်โอเคပါ love you guys